ညနေတဲ့အချိန်မှာအမျိုးသမီးတယောက်ဟာ TV ကြည့်နေရင်အိမ်ရှိတကားကလူခေါ်ပဲတန်ကိုကြားလိုက်ရပါတယ်။သူမတကားဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှမရှိပဲ fragile လို့ရေးထားတဲ့ထိုးဆန်းတဲ့ပါဆယ်ပုံးကြီးတစ်ခုကိုသာတွေ့လိုက်ရပါတယ်။ပါဆယ်ပုံးကိုအိမ်ထဲတည်လာပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကြောင်မဲ့ဖွယ်ကောင်းတဲ့ Annabelle လုတ်သေးမလေးကိုတွေ့လိုက်ရပါတယ်။သူမဟာအယုတ်ကိုကြည့်ပြီးကြောက်လန့်တကြားနဲ့မင်းကိုဒီကိုဘသူပိုးလိုက်တာလဲလို့မေးမြန်းနေခဲ့ပါတယ်။ကြောက်စိတ်ဝင်လာတဲ့သူမဟာအယုတ်ကိုအိမ်ထဲမှာမထားချင်တော့ပဲအပြင်ကိုတည်ထုတ်သွားပြီးမိုးတီးထန်စွာရွာသွေးနေတဲ့လမ်းမပေါ်မှာပြချထားခဲ့ပါတယ်။သူမဟာအယုတ်ကိုထားခဲ့ပြီးအိမ်ထဲကိုအမြန်ပြေးဝင်သွားခဲ့ပါတယ်။အိမ်ထဲပြန်ရောက်လို့တကားကိုတီးချပိတ်ပြီးတော့ခတ်လိုက်ပြီးမြဲသူမရဲ့စိတ်ထဲမှာမလုံးချုံတယ်လို့ခံစားနေရစေပါ။အပြင်ဘက်လမ်းမပေါ်မှာတော့Annabelle ရုပ်သေးမလေးဟာမိုးရေထဲမှာလဲရောက်နေရင်သူမကိုကြည့်ပြီးပြုံးနေတဲ့ရောက်ရှိနေပါတယ်။မိုးရေထဲမှာအယုတ်ကိုပစ်ချထားခဲ့ပြီးအိမ်ထဲကိုအသက်လူပြေးဝင်ခဲ့ပြီးမြဲသူမရဲ့စိတ်ချမ်းသာမှုကခဏတာပါပဲ။ရုတ်တရက်အိမ်ရှိတကားစီကပြင်းထန်တဲ့တကားခောက်တံတွေထွက်ပေါ်လာပါတယ်။သူမကြောက်ကြောက်လန့်လန့်နဲ့တကားအပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါမှာတော့မိုးရေထဲမှာပစ်ချထားခဲ့တဲ့Annabelle အယုတ်မလေးဟာအိမ်ရှိမှပြန်ရောက်နေတာကိုတွေ့လိုက်ရပါသည်။တကားဖွင့်ပေးပါငါ့ကိုအိမ်ထဲပေးဝင်ပါဆိုနဲ့ခြောက်ချားဖွယ်အတန်လေးဟာAnnabelle စီကနေထွက်ပေါ်လာပါတယ်။ဒီမဟာအသေးအတန်ညင်းဆိုင်ပြီးထွက်သွားစမ်းလို့အော်ဟင်းနေပြီးမြဲAnnabelleကတော့တကားကိုအဆက်မပြတ်ထူရိုက်ရင်သူမကိုခြောက်လန့်နေခဲ့ပါတယ်။ရုတ်တရက်တကားခောက်တန်တွေရပ်တန့်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆက်သွားပါတယ်။သူမတပ်ပြင်ချယုံရှိသည်အိမ်ထဲကထမင်းစပွဲပေါ်မှာAnnabelleကအသင်ဆုံးချူနေတာကိုတွေ့လိုက်ရတဲ့အခါသူမရဲ့ကဘာပြတ်သွားပါတော့တယ်။ငါမိုးထဲရေထဲမှာစောင့်နေခဲ့တယ်။နေငါကိုပြစ်ထုတ်ခဲ့တယ်။အခုတော့နင့်အလွေပဲလို့Annabelleကကြောက်မဲ့ဖွေကောင်းအောင်ပြောဆိုလိုက်ပါတယ်။အစင်တင်ဖြစ်ပြီလား။ငါလာပြီနော်လို့အော်ဟစ်ရင်Annabelleကသူမစီကိုအရှိန်အဟုန်နဲ့ပြေးဝင်လာပါတယ်။သူမရဲ့အော်ဟစ်တန်တွေဟာတအိမ်လုံးမှာဟင်းထွက်သွားပြီးဇလန်းကတော့အဆုံးမထနိုင်တဲ့ထိတ်လန့်စရာတွေနဲ့အတူဆက်လက်ရှိနေပါတော့တယ်